တင်ပါဗျာဆရာတော်တော့အတူတစ်ခုကဆုံးလာပြီးလို့ကြောက်မှမသွားတယ်ကိစ္စမရှိပါဘူးဗျာတတိတော့လေပါဠိကဒါနကိုအာရုံပြုတတ်နေပါပြီဗျာဒါလည်းအရှင်ဖျားတို့ဆုံးမအောင်လာပြီကျေးဇူးကြီးပေါ့ဗျာသာဓုဘုရားမှုရှိတဲ့ဓာကြီးကဆွမ်းလူဟာမြတ်ဆုံးဖြစ်တယ်လို့ဟောတော်မူတယ်မလားအတိပေကခုဆရာကိုဘုန်းကြီးရဲ့လို့အာယုံကန့်တက်မထားပဲအရိယာတန်ဃာတော်လုံးနေကွာသမုဒိတန်ဃာတော်များပါတပေါင်းနဲ့အာယုံထားပြီးကတ်လူချင်းကအကျိုးရှိဆုံးလို့ဟောတော်မူတာပဲတင်ပါဗျာတတိတော့မှတ်မိနေပါလေဗျာဒီနေ့အချိန်ကြီးရတဲ့ကဲစွန်းကျိုးနဲ့ပတ်သက်လို့တကားရဲ့ဒါနကိုလူမောနာပြုပြီးဟောပါဦးမယ်ယဟန်စာတော်သုန္ဒနာရဲ့အဆက်လို့မှတ်ချင်လည်းမှတ်ဖို့ဟာသိကောင်းတာပေါ့ဗျာတတိတော်ကလည်းနည်းနည်းလေးသိလေးပို့၍သိချင်လေးဖြစ်နေပါလေဗျာအဲ့ဒါဟာတပ္ပရတန်ဓမ္မရတော်ဇိနာတီးလို့ဆိုတဲ့အတိုင်းဓမ္မရတကိုကြီးစမ်းကြည့်ပြီးတော့ပို့၍ရတာခံစားလာခြင်းတဲ့သဘောပဲတင်ပါဗျာတကားစွန်းကျိုး၅ပါးဆိုတာကိုတော့သိလိမ့်မယ်ထင်ပါရဲ့ပါဠိလိုတော့ဒီလိုတော့ကောင်းပြောတတ်ပါဘူးဗျာမြန်မာလိုတော့အသက်ရှိခြင်းအစင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းလို့ရှိရမှာပါတယ်ဗျာဟုတ်ပါလေပါဠိလိုတော့အာယုဝနဒုက္ခဗလာပြိပန္နာလို့ဆိုတာပေါ့တင်ပါဗျာကဲဒီတော့ဥပဇင်းကမင်းတယ်အဲ့ဒီစွန်ကြို၅ပါးဟာတကားတို့လိုစွန့်လူရှင်တွေကရသလားအဲ့ဒီစွန့်ကိုစားတဲ့ယဟန်များကရသလားရှင်ဖျားပြောတာတပြီးတော့ကောင်းနားမလဲသေးဘူးဗျာအရှင်းကြီးပဲတကားရဲ့အသက်ရှည်ခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတွေကလှူတဲ့လူမှာရသလားစွန့်စားတဲ့ယဟန်များကရသလားအဲ့ဒါကိုမေးတာတတိတော်တော့စွန့်လို့တဲ့လူကစွန့်အကျိုး၅ပါးရတယ်လို့သိထားပါလေဗျာလူတိုင်းလည်းဒီလိုပဲထင်နေပါတယ်အဲ့ဒါမဟုတ်လို့လားဗျာဒါပဲလက်တွေ့စဉ်းစားကြည့်လေလောလောဆယ်အားဖြင့်တကားလူရဲ့စွန့်မှုစားတဲ့ယဟန်မှာထိုစွန့်ကြောင့်ဘာဟာရမှမစားရစေကမူခုနှစ်ရက်တော့အသက်ရှင်နေလေဦးမယ်ခမင်းသက်ခုနှစ်ရက်လို့ပြောကြတယ်မလားအဲ့ဒါကိုပါဠိလို့ခေါ်တယ်ဒီမှာဗျာနောက်တစ်ခုကဝနာတဲ့မြန်မာလူကအစင်းပေါ့အဲ့ဒါအယောင်စင်းကိုပြောတာအုံမာတန်ဒီတို့ပပရီတို့လှပခြင်းကိုစိုးလို့မဟုတ်ဘူးတကားကတ်တဲ့ဆုံးကိုစားတော့ယဟန်မှာတွေးသားလှက်ပတ်တက်ကြွလာတဲ့အတွက်ရုပ်ရည်ကြည်လင်လက်ဆန်းပြီးအယောင်ပညာတခဏချင်းဖြစ်ပေါ်လာမယ်လေဒီငါ6ရက်လောက်တမင်းမစားပဲငတ်နေတဲ့လူရဲ့အယောင်တွေးဟာညှို့ညွတ်ပြောင်းနှင်းပြီးနေတတ်တယ်တကားဆုံးကိုစားတော့ယဟန်မှာတွေးရောင်တွေလှမ်းပြီးလန်းလာလိမ့်မယ်လေအသားရည်ဆူပြေလာလိမ့်မယ်ဒီမှာဗျာဒီတော့နည်းနည်းတော့ဘောပေါက်လာပါလိမ့်ဗျာဒီလိုဆိုရင်ဒုက္ခဆိုရင်ချမ်းသာခြင်းသဘောတရားဟာလေငွေကြီးချမ်းသာတာမျိုးကိုဆိုလိုတာမဟုတ်ဘူးကိုယ်ရင်းဝေဒနာတစ်ခုရှိရင်ထိုဝေဒနာမှပျောက်ကင်းချမ်းသာမယ်အတိတ်ဖြစ်သောဝေဒနာများမကပ်မြောက်နိုင်လို့ကိုယ်စိတ်ချမ်းသာမယ်ရုပ်ခန္ဓာကိုအထောက်ပံ့ပြုနေတဲ့ကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးထဲမှာအာဟာရဆိုတဲ့တပါးပါဘူးပေါ့တင်ပါဗျာဗလာဆိုတာကတော့ရှင်းပါလေကာယဗလာညာနာဗလာကိုယ်အားညာနာတစ်ခုပေါ့အဲ့ဒါနဲ့တစ်ဆက်တည်းအကျိုးဖြစ်လာတာကပရိဘာနာလို့ဆိုတဲ့ပညာကြီးခြင်းပေါ့ကိုယ်အားညာအားရှိလာရင်ပရိယတ္တိသာသနာပရိပတ်တိသာသနာကိုအခြေပြုပြီးပရိဝေဒသာသနာဆိုတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားအထိအကျိုးဖြစ်စေတယ်ကောင်းလိုက်တာဗျာအခုမှတပည့်တော်ရဲ့စိတ်ထဲမှာရှင်းသွားတော့မယ်ဗျာကဲဒီတော့တကားအနေနဲ့ဆုံးဖြတ်လိုက်စမ်းအဲ့ဒီစွန့်ကြူ၅ပါးကိုတကားအတွက်လိုချင်လို့လှူမာလားတကားစွန့်ကိုစားတဲ့ယဟန်တော်များမှာရပါစေဆိုတဲ့စေတနာထားပြီးလှူမာလားအဲ့ဒီနှစ်ခုတည်းကတစ်ခုကိုရွေးပြီးတော့တတိတော့ကောင်းကောင်းကြီးသဘောပေါက်သွားပါပြီဗျာယနေ့ယခုအချိန်ကစပြီးတတိတော့ကတ်တဲ့ဆုံးကိုဖုံးပြတော်မူတဲ့ကိုတော်တိုင်းထိုဆုံးအကျိုး၅ပါးနဲ့တလုံးတဝါပြီးပြည့်စုံပါစေဆိုတဲ့စေတနာနဲ့ကတ်လူသွားပါတော့မယ်ဗျာအဲ့ဒါမှယထာဘူတတဘာဝကြတော့မယ်ဟောယဟန်တော်များမှာထိုကျိုး၅ပါးကိုရတဲ့ကဲ့သို့လှူတဲ့ပုဂ္ဂိုလ်များမှာလည်းထိုကျိုး၅ပါးကိုရစီပါတဲ့လောကမှာတူသောကျိုးပေးတယ်လို့ဆိုကြတယ်မလားအဲ့ဒီဆုံးကျိုး၅ပါးတရားကိုမြတ်စွာဘုရားကဘောဓနာဘိက္ခွေဒါကမာနောဒါယကောပရိက္ခဟကဏ္ဍပင်စဌာနာနိဒေတိ
ကတ္တမဏိပြင်စာအာယုန်ဒေတိဝဏံဒေတိဒုက္ခံဒေတိဗလံဒေတိပရိပါဏံဒေတိလို့ဟောတော်မူထားကြောင်းအင်္ဂုတ္တရနိကေပြင်စကနိဗ္ဗာန်ဘောဓနာတုံမှာအတိအလင်းပါရှိပါတယ် တင်ပါဗျာဘူးတော့လေတပည့်တော်တို့မှာအသက်ရှိအောင်အစင်းလောက်ပတ်စံချမ်းသာအောင်မျှော်လင့်ချက်ကြီးနဲ့ဆူတောင်းအရင်ကြီးလုပ်တယ်လို့လူခဲ့ကြတာရှက်ဖို့တော့ကောင်းနေပါပြီဗျာ ဒီလိုပဲပေါ့မတိတဲ့လူဟာယူဆလွဲကြတယ်နဲ့ပဲစွန်ချုံ၅ပါးကိုလဲတဲ့တင်လို့ဈေးစစ်တဲ့ကမာကြီးတယောက်တော့ရှိခဲ့ဘူးတဲ့ တပည့်တော်တို့တော့ဆိုးနေပါသေးလားဗျာဆက်ခေါ်တော့မဟုတ်အောင်ဗျာ တခါကဟာတာကလေးနှိုးနှိုးပြီးတရားဟောတော်မူလေးရှိတဲ့ကျောင်းတိုင်ဆရာတော်ကြီးတစ်ပါးရှိတယ်ခြေတုံးကတင်စားဆရာတော်ကြီးတို့လိုပေါ့အဲ့ဒီဆရာတော်ကြီးကိုကျောင်းမကြီးတယောက်ကဥပုံနေတယ်ဆုံးလာဖို့တဲ့ နောက်တစ်ခါအရင်ပြောရင်သွားဆောင်ပြပြီနော်ဒီမှာရေနဲ့မှမရှိဘူး ။အိုးကျုပ်ကအရင်ရောက်တာဗျ။နှမုံးတော့ခန်းအောင်ပါ ။ဩကိုတော်တာရဲ့အိမ်မှာတစ်စက်မှမရှိလို့ရှင်းကိုတောင်းပါနဲ့ရှင်းရလည်းဘလို့အများဖြစ်နေလဲမသိဘူး ကဲပါတော့ယူကြပါညံ့တတာပေါ့တော့ ။ဒီနေ့ဥပုံလေးကိုကျွန်တော်ကအဖိတ်နေလို့မှတ်တာဗျာ ဒီနေ့လာ14ရက်နေ့လေဟဲ့ ။အိုးခမရလည်းကျောင်းမကြီးကျော်ငွေပုံတော့စိုးဖို့သွားပြီလေဗျာ။သူကဥပုံနေတိုင်းမှစိုးဖို့နေကြဗျာ ။ဟုတ်ပါသူဆုံးဖို့တဲ့နေရဥပုံနေလို့သာမှာဘယ်တော့မှမမှားဘူး သူတို့များဖြင့်အလူရည်ချက်လက်နဲ့မကွာလူနဲ့တက်နိုင်လိုက်ကြတာ ။ခမရလည်းဒီရေတွေကြီးတွေခတ်ပြီးကျောင်းဘုံကအိုးတွေကိုဖြည့်ဖြည့်နေရမို့လား။ဒါလည်းအထူးတမျိုးပေါ့ဗျာ။ရေအကျိုး10ပါးတော့ရတယ် မင်းပြောမှပဲငါအားရလိုက်တာဟဲ့ဒီအကျိုး10ပါးဆိုတာဘာတွေတော့ဟဲ့ ။ကိုတော်တာခုန်ကြီးပဲခဲ့တာ၄-၅ဝါဆိုတော့စာပေတော်တော်စမ်းစမ်းပါတယ်နော် ။စာကြီးကပြန်ခဲ့ပါပြီလေ ပထမလားပထမကြီးလား ။ဒီလိုစာပြန်တော့ပြောတာမဟုတ်ဘူးဗျာ ။ဟမ် ။ကျောင်းမှာသင်ခဲ့တဲ့စာတွေကကျောင်းကိုပြန်ကုန်ပြီလို့ပြောတာကျုပ်ကဘာမှမပြောဘူး ။ကိုတော်ပြပါရလေရှင်းရလေ စင်နာကောင်ငါကအကောင်းမှလို့ငါထောင်နေလား ဟုတ်ပါဘူးစားပရစီတနာပြဋ္ဌာန်းပြီးပေးလူကြီးဆိုတဲ့ဒါနပါလို့လူတွေလူမလည်းအားရရှင်လန်းတဲ့စိတ်ဖြစ်ပေါ်လာတယ်အလှခံတဲ့ပုဂ္ဂိုလ်မှလည်းနှစ်သက်ဝန်းမြောက်တဲ့စိတ်ဖြစ်ပေါ်စီပါလေအထူးသဖြင့်အခုလိုဆောလူဒါနမျိုးမှာအကျိုး၅ပါးတော့ရပါတယ်ဘာတွေလဲဆိုတော့တိအာယုအသက်ရှိခြင်းနှစ်ဝဏအစင်းလာခြင်းသုံးဒုက္ခချမ်းသာခြင်းလေးဗလာကိုအားကြီးခြင်းငါပฏิပါဏဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတရားတွေဖြစ်တယ် ။အော်တက္ကမကြီးရေလားလူတကူ ကျမဗျာ ကောင်းတယ်ရေအလှဆိုတာအကျိုးဆယ်ပါမတောင်းဝင်နေပြည့်လေ အဲ့ဒီရေအကျိုး10ပါးဆိုတာဟောတော်မူပါအောင်ဗျာ ရေအကျိုးဆယ်ပါဆိုတာတစ်သွက်လက်လေးမြန်ကြီးကျမကြီးကပြည့်စုံနေတော့အထိုင်ထအသွားလာကစားပေါ်ဟာသွက်လက်နေတာပေါ့လေ ကျမဗျာ နှစ်ကြော်စိုးခြင်းလူပိတအလယ်မှာထင်ရှားကြော်စိုးခြင်းရှိတာပေါ့သုံးစင်ချေခြင်းရေတို့ရဲ့တတ္တိဟာအညစ်အကြေးတွေကိုစင်ကြယ်စေးကြောနိုင်တဲ့ကဲ့သို့ရေအလှရှင်များမှလည်းကိုယ်ဤတန်ရှင်းခြင်းစိတ်ဤတန်ရှင်းခြင်းနဲ့ပြည့်စုံပါတယ် ကျမဗျာ နောက်တစ်ခုကလေးမွတ်သိပ်ခြင်းမှကင်းခြင်းနဲ့ဒေဘဝဘေးအခါမဆိုရေငတ်တဲ့ဘေးအန္တရာယ်မှကင်းပြီးကိုယ်တွင်းပူပါစူးစူးပြေးပြေးရှိခြင်းငါအချွေရံများခြင်းကိုယ်ကြည်ညိုချစ်ခင်တဲ့သူတွေများတယ်ပေါ့6အာယုအသက်ရှိခြင်းခုနှစ်ဝဏအစင်းလှခြင်း8ဒုက္ခချမ်းသာခြင်း9ဗလခွန်အားကြီးခြင်း10ပฏิပန္နဉာဏ်ပညာကြီးခြင်းအဲ့ဒီ10ပါးကိုတက္ကမကြီး ကျမဗျာဒီလိုအကျိုးတွေရမယ်ဆိုတော့တတိတော်မှာပွင့်မရကြုံနဲ့တော့ပေါ့ဗျာ အေးဒါရု တပ
တိတော်စိတ်ချမရှင်းနိုင်ရှိလို့မင်းလျှောက်ပြန်ခွင့်ပြီးတော့ပါဗျာ ဘာများလို့တက္ကမကြီးရဲ့ တတိတော်မတော်မှာဆုံးကတ်လို့လေဆိုတာဆုံးကျွေးရင်းနဲ့ဝေရချမ်းရလို့ငွေကုန်တာကတစ်မျိုးမုံမတဲ့ခင်အချိန်မီအောင်မိအပူခမ်းပြီးချက်ရပြုတ်ရတာကတစ်မျိုးအဲ့ဒါလို့ငွေကုန်လူပန်းနဲ့လှူရတဲ့ဆုံးအကျိုးက9ပါးကြောင်းရရှိတဲ့ရေကျွမ်းကရေကိုခတ်ပြီးလှူရတဲ့လူကြတော့ရေကျိုး10ပါးဆုံးအကျိုးတဲ့9ပါးကြီးတောင်ပိုးမနေဘူးလားဗျ ဟေး သူ့မှာငွေလည်းမကုန်လူလည်းမပေးမှဘူးဗျ ဟုတ်ပါရဲ့ဒီကောင်ဖုန်ကြီးစဉ်းစားအောင်ပြီဟာဒီလိုရှိတယ်လေတက္ကမကြီးရဲ့တက္ကမကြီးတို့ဆွန့်ချက်တဲ့နေရာမှာစိုးစံနဲ့ရေတော့ထေးရအောင်မှာပေါ့ ထည့်ရတာပေါ့ဗျရေမထည့်ရင်ဆန်းတော်ဖြစ်နေတယ်ဆုံးပဲဖြစ်တော့ အေးဟုတ်တယ်နောက်ပြီးဆွန့်ရင်ချက်ရမှာရေလေးတော့နည်းနည်းဆွတ်ရအောင်မှာပေါ့ ရေမပိုင်ရင်အသားပဲနူးလိမ့်မယ်လို့ဗျ ဟုတ်ပြီဆိုးအကျိုးနဲ့ဆိုးရလေအကျိုးက5ပါရေအကျိုးက10ပါနှစ်ရပေါင်းလိုက်တော့တက္ကမကြီးမှာ15ပါတီရပါပေါ့အေး ဆရာတော်ဖျားရဲ့ပြည့်ရဲ့ပြူဆုံးမလိုက်တာချက်ပိုင်လိုက်တာဗျာရည်စရာလဲကောင်းရဲ့မှတ်သားစရာလဲကောင်းရဲ့အရှင်ဖျားဟောတဲ့ဘောဇနာတုတ်ကိုသာမနာဘူးရဲ့ဆွမ်းတကား10ယောက်မှာ10ယောက်လောက်ကတော့ကြောက်အမကြီးဒေါ်ငွေဘုံလို့ထင်တော့ပါပဲဗျာ ဒါပေါ့လေကခန္ဓာအာယတနာဓာတ်သစ္စာပြိဿသမုပ္ပါတရားတွေကိုမသိရင်အတ္တဆိုတဲ့ကိုယ်ကိုရှည်တန်းတင်ပြီးကိုယ်အကျိုးကပထမဖြစ်လာကြတာပေါ့အထူးသဖြင့်လူတွေတန်းနေဆိုတာမှာဒီလူဝင်တတိလစင်ကြဲတဲ့ယဟန်တော်များကိုမြတ်စွာဘုရားသာသနာတော်မှာမညိုမငြိမ်မပိမပန်းချမ်းချမ်းသာသာကျင့်ဆောင်တော်မူနိုင်ကြပါစေဆိုတဲ့စေတနာမျိုးထားရမှာအကျိုးများလိမ့်မယ်တင်ပါဗျာ တရားဓမ္မများတဲ့ကအခုလိုစင်စင်ကြယ်ကြယ်နဲ့ထူထမ်းကြပြန်တော့ယဟန်တော်များတဲ့ကလည်းတိလဝိတ္တုဖြစ်အောင်မမေ့မလျော့မပေါ့မဆာကျင့်ဆောင်တော်မူကြရပါတယ် တင်ပါဗျာဒါကြောင့်ဦးဇင်းကရဟန်းစားသောသတ္တနာအဆက်လို့မိန့်တော်မူတာဟုတ်တယ်ကဒီနေ့ဦးဇင်းပြောချင်တာကယဟန်စားသောသတ္တနာရဲ့အဆက်ယဟန်မစားသောသတ္တနာအကြောင်းပဲဘယ်လိုဗျာယဟန်မစားသောသတ္တနာတတိတော့နားမရှင်းလိုက်တာဗျာယဟန်စားသောသတ္တနာရဲ့အဆက်ယဟန်မစားသောသတ္တနာအကြောင်းလေသွန်သောစဉ်နဲ့ပတ်သက်လို့တရားဓမ္မများကတရားတရားနဲ့လူသည်ပဲဖြစ်စေအောင်တော့ဝိနည်းတော်နဲ့မကိုက်ညီဘူးဆိုရင်ဇေဝအဖြစ်နဲ့တော့မှမသုံးဆောင်နဲ့ပယ်မြစ်တော်မူတတ်ကြပါတယ်သာသနာ့ဝင်မှာထင်ရှားဆုံးဖြစ်ပျက်တစ်ခုကဧကတာဝကလက်ရတော်ရန်ရှင်သာရိပုတ္တရာကိုရောကြီးရဲ့အကြောင်းပါပဲဟောတော်မူပါဗျာတတိတော့သိနာခြင်းပါတယ်တခါတုန်းကရှင်သာရိပုတ္တရာကိုရောကြီးနဲ့အရှင်မောက္ကလန်ကိုရောကြီးတို့နှစ်ပါးဟာတောအုပ်တစ်ခုမှာအတူသတင်းသုံး၍တရားအားထုတ်ကျင့်တော်မူနေကြပါပဲအဲ့ဒီခါမှာရှင်သာရိပုတ္တရာကိုရောကြီးမှာလီနာယောဂါထလို့ပြင်းပြင်းထန်ထန်ဝေဒနာခံစားနေရတယ်အဲ့ဒါကိုအရှင်မောက္ကလန်ကိုရောကြီးကအခုလိုမေးလျှောက်ပါပဲအရှင်ဘုရားအရင်ဒီလိုဝေဒနာမျိုးနှိမ့်ဆက်တဲ့အခါဘယ်လိုစီဝါများစားသုံးရင်ပျောက်ကူးပါတယ်လေတဲ့အဲ့ဒီတော့အရှင်သာရိပုတ္တရာကိုရောကြီးကငါရှင်လူဘဝနဲ့နေခဲ့ခြင်းကဒီလိုဝေဒနာနှိမ့်ဆက်တဲ့အခါမေတော်ကြီးကထောပတ်ပြားရည်နွားနို့တို့နဲ့စီရင်အပ်တော့ခဏနို့တမင်းကိုချက်ကျွေးတာကြောင့်ပျောက်ကူးပါရဲ့လို့မိန့်တော်မူတဲ့အဲ့ဒီခါမောက္ကလန်ကိုရောကြီးကဒီဆုံးမျိုးရအောင်တပည့်တော်ဆုံးခံထွက်မှာပေါ့ဗျာအရှင်ဘုရားရဲ့ဖုံးကံကြောင့်တော့၎င်းတပည့်တော်ရဲ့ဖုံးကံကြောင့်တော့၎င်းရရမှာပေါ့လို့ပြန်လျှောက်တဲ့အဲ့ဒီအရှင်တစ်ပါးပြောနေကြတာကိုတောဆောင်နဲ့တစ်ပင်ဆောင်ကကြားတော့သူတို့နှစ်ဦးဆုံးခံကြွလေရှိတဲ့ဒါယကာတူရဲ့အိမ်ကိုတွားပြီးအဲ့ဒီဒါယကာရဲ့တားလေးကိုငူအောင်ရီအောင်လုပ်ပါလေရောတဲ့တချို့နဲ့တည်းကလည်းသူစားတတ်တယ်ကိုအေးလေသူစားတယ်ပဲဆိုပါတော့အင်္ဂါကြောက်ကိုဝင်ပူးပြီးလက်ခံလဲရှင်သာရိပုတ္တရာကိုရောကြီးကိုအနာလိုဆုံးချက်လူရမယ်လို့ပြောတယ်အဲ့ဒီခါအင်ရှင်ကရှင်သာရိပုတ္တရာကိုရောကြီးနဲ့ရှင်မောက္ကလန်ကိုရောကြီးတို့ကိုနေတိုင်းဆွလို့နေတာပဲဘာမှအပန်းမကြည့်ပါဘူးသူ့မှာပေါ့လို့ဝန်ခံလိုက်တယ်နောက်နေ့မနေ့ကျတော့ရှင်မောက္ကလန်ကိုရောကြီးကစွန့်ခံနေဖြစ်တဲ့အဲ့ဒီကိုကြွလာတာပေါ့
ထိုအခါအင်သားတွေကကနာလိုဆုံးကိုတပိတ်ပြလောင်းလိုက်တယ်ဆုံးကိုရတော့ကိုရောကြီးကကြောက်မှုရှင်လူဘဝနဲ့နေခဲ့ခြင်းကဒီလိုဝေဒနာနှိမ့်ဆက်တဲ့အခါမေတော်ကြီးကထောပတ်ပြားရီငါးနို့နဲ့စီရင်အပ်သောကနာနို့တမင်းကိုချက်ကျွေးတာကြောင့်ပျောက်ဖူးပါရဲ့လို့မိန့်တော်မူတဲ့အဲ့ဒီအခါမောက်ကလန်ကိုရောကြီးကဒီဆုံးမျိုးရအောင်တပည့်တော်ဆုံးခံထွက်မှာပေါ့ဖေဟာအရှင်ဘုရားရဲ့ဖုံးကံကြောင့်တော်၎င်းတပည့်တော်ရဲ့ဖုံးကံကြောင့်တော်၎င်းရရမှာပေါ့လို့ပြန်လျှောက်တဲ့အဲ့ဒီအရှင်တစ်ပါးပြောနေကြတာကိုတောဆောင်နဲ့တစ်ပင်ဆောင်ကကြားတော့သူတို့နှစ်ဦးဆုံးခံကြွလေရှိတဲ့ဒါယကာတူရဲ့အိမ်ကိုတွားပြီးအဲ့ဒီဒါယကာရဲ့သားလေးကိုငူအောင်ရီအောင်လုပ်ပါလေရောတဲ့တချို့နဲ့တည်းကလည်းသူစားတတ်တယ်ကိုအေးလေသူစားတယ်လေဆိုပါတော့အင်္ဂါကြောက်ကိုဝင်ပူးပြီးလက်ခံလဲရှင်သာရိပုတ္တရာသူတော်ကြီးကိုကနာလိုဆုံးချက်လူရမယ်လို့ပြောတယ်အဲ့ဒီခါအင်ရှင်ကရှင်သာရိပုတ္တရာသူတော်ကြီးနဲ့ရှင်မမောက္ကလန်သူတော်ကြီးတို့ကိုနေတိုင်းစွန့်လူနေတာပဲဘာမှအပန်းမကြည့်ပါဘူးသူမပေါ့လို့ဝန်ခံလိုက်တယ်နောက်နေ့မနေ့ကျတော့ရှင်မမောက္ကလန်သူတော်ကြီးကစွန့်ခံနေဖြစ်တဲ့အဲ့ဒီကိုကြွလာတာပေါ့ထိုအခါအင်သားတွေကကနာလိုဆုံးကိုတပိတ်ပြလောင်းလိုက်တယ်ဆုံးကိုရတော့ကိုရောကြီးကကြောက်မှုပြန်မယ်လို့ဒါယကာကအရှင်ဘုရားဒီဆုံးကိုဒီမှာပဲဖုံးပြတော်မူပါဗျာရှင်သာရိပုတ္တရာကိုရောကြီးအတွက်ရောက်ထက်ကနာလိုဆုံးလှူလိုက်ပါမယ်ဗျာလို့လျှောက်ထားကြတာကြောင့်အဲ့ဒီအိမ်မှာပဲဆွမ်းစားလိုက်ရတယ်စားပြီးတဲ့အခါဒါယကာကတပိတ်ကိုစင်ကြအောင်ဆေးရပြီးရှင်သာရိပုတ္တရာကိုရောကြီးအတွက်ရောက်ထက်ကနာလိုဆုံးတပိတ်ပြလှူလိုက်တယ်ဟာတကယ်လိုအပ်တဲ့ဆုံးကိုလှူလိုက်တာသိအကျိုးကြီးမှာပဲနော်နားထောင်ပါဦးလေတူတူပဲပြောကြပါစို့ရှင်မောက္ကလန်ကကြောင်းရောက်တော့သူခံလို့ရတဲ့ဆုံးကိုရှင်သာရိပုတ္တရာကိုရောကြီးကိုကတ်တယ်အဲ့ဒီခါမှာကိုရောကြီးကထူးထူးဆန်းဆန်းတိုက်တိုက်ဆန်ဆန်ရရှိလာခဲ့တဲ့အတွက်ဒီဆုံးပေါ်မှာဆင်ញင်လိုက်တယ်တစ်ပင်ဆောင်သားရဲ့ဝစီဝိညက်ကြောင့်ရလာတာကိုသိတော်မူလိုက်တော့ကိုရောကြီးကငါရှင်ဒီဆုံးကိုငါဖုံးမပေးလို့တော့တနေရာမှာတော့တုံလိုက်ပါလို့အမိန့်ရှိတော်မူတယ်ဟောဗျာဘယ်လိုဖြစ်ရတာလဲဗျာခုနဦးစင်းပြောတဲ့အချိန်မှာပါသွားပြီလေဝစီဝိညက်ဆိုတာအဲ့ဒီဝစီဝိညက်ကိုတခါကြီးနားလေအောင်ဖြစ်စကားနဲ့ပြောပြရရင်ကိုယ့်ကိုလှူအောင်တန်းအောင်ကြားလူကဒလန်ပွဲစားလုပ်တာမျိုးကိုခေါ်တယ်အခုလေတစ်ပြည်ဆောင်ကပုဂ္ဂလဒိဋ္ဌံပြောလို့ရလာခဲ့တာဆိုတော့ဒီဆုံးကတမီးရလက်တာမဖြစ်တော့ဘူးလေတရားတစ်ဖြစ်ရတော့ဆုံးလည်းမဟုတ်တော့ဘူးပေါ့အဲ့ဒါမျိုးကိုတိရဝိတ္တုဖြစ်တော်မူသောယဟန်တော်များကသိတော်မူတတ်ကြပါလေရှင်သာရိပုတ္တရာကိုရောကြီးရဲ့ဒီတောက်မိတော်မူတဲ့စကားကိုဥပဇင်းဖြစ်ကြီးညိုလို့ဝိတ္တုမဲ့မှာလာတဲ့အတိုင်းဖောက်တင်ချပြပါမယ်ညီမပြန်ဖို့လေကဲမဖျားတပည့်တော်နာပါရစေဗျာဝစီဝိညက်ကြောင့်ရသောဤကနာလိုဆုံးကိုငါသည်စားမိသည်ဖြစ်အံ့ငါဤအသက်မွေးခြင်းကိုသူတော်ကောင်းတို့ကဲ့အပ်သည်ဖြစ်ရ၏ငါဤဥဝေတို့သည်စာမုတ်သည့်အတွက်မိမိတရားမှထွက်၍ငါဤဗိုက်ထဲမှထွက်၍အပြင်၌ကျက်စားစီကမူအစာရှာဖွေနေကြစီကမူအသက်ကိုစွန့်ရစီကမူအသက်မွေးမှုကိုစောင့်ရှောက်ခြင်းအာဇီဝပါဠိတုတ်တိသီလကိုမပြတ်ပေအံ့ငါသည်မိမိစိတ်ကိုနှစ်သက်စေအံ့မလျောက်ပတ်သောရှာမိခြင်းကိုရှောင်ကျဉ်ပေအံ့ငါသည်ဘုရားရှင်ကိုရောမြတ်ကြီးဆက်ဆုပ်ယွန်ရှာတော်မူသောအနေတနာမှုမျိုးကိုအလင်းမင်မပြုတ်ပေအံ့ဟုဤဥဒန်းစကားကိုကျွေးရင်ရှင်သာရိပုတ္တရာမရှင်မြတ်ကြီးအားရှင်ညိုနေလို့ရှိခိုးကြတော့ပါရဲ့ဗျာရှင်ညိုစရာကြီးပါလေရှင်မြတ်ကြီးမှာသတုပါဠိတုတ်တိသီလဆိုတဲ့သီလလေးမျိုးလုံးလုံးလုံးလို့ရောသီလဝိတ္တုဖြစ်နေတာကိုအဲ့ဒီသီလဝိတ္တုအကြောင်းတပည့်တော်ကြီးညိုနေနည်းနည်းလေးဟောပြပါလားဗျာအချင်းချင်းတော့ပြောပြမယ်လေအကျယ်ဆိုရင်အများကြီးပေါ့ထင်ပါဗျာအချင်းချုပ်နေမှလို့သိရရင်တော်တော့ပါပြီဗျာတစ်ပါဠိမောက္ခတံဝရတိလားတဲ့မြန်မာလူက220ခုနှစ်တွယ်သောဝဏိတိတ်ခါတော်ဘုဒ္ဓကိုချုပ်ထိန်တာနှစ်ဣန္ဒြိယတံဝရတိလားတဲ့မြန်မာလူကမျက်စိနာနာလျှာကိုစိတ်တို့ကိုချုပ်တီးတာသုံးအာဇီဝပါဠိတုတ်တိလားတဲ့အပြစ်ကင်းသောအသက်မွေးခြင်းဖြစ်တာစားတော့တော်မူတာလေးပစ္စယတန်းနေတိကြပြီလားတဲ့မိမိအလူခံရသောစွန့်တင်ခံကြောင်းစီတို့ပုံမှာလောဘမဖြစ်အောင်တာယာမှုမဖြစ်အောင်တရားနဲ့ဆင်ခြင်ပြီးတုံးဆောင်တော်မူတာအဲ့ဒီ၄ပါးစလုံးဆင်ခြင်ရင်တရားဝိတ္တုကြီးဖြစ်တယ်ကဲပြီးတော့ဆ
ရှင်သာရိပုတ္တရာကိုတော်ကြီးကိုကြည်စမ်းအာဘတ်တို့ကိုလည်းထိမ့်သိမ်းထားတယ်ရှာရတာကိုလည်းအလိုမလိုက်ဘူးအသက်မွေးမှုမစင်ကြယ်တာကိုလည်းစီးဝါးဖြစ်နေတော့မသုံးဆောင်ဘူးစွန့်ပေါ်မှာစင်ကြယ်တာလည်းရှိနေပြီဆိုတော့လူနတ်တို့ကရှ िख ိုးတဲ့အောင်ဖြစ်နေပြီလေအဲ့ဒီတော့ရှင်မောက်ကလန်ကိုတော်ကြီးကစွန့်ကိုတွန်းလိုက်လို့မြေကြီးပေါ်လည်းရောက်ပြီးတော့ဝေဒနာလည်းပြောက်ပြီးတော့တဲ့အဲ့ဒီတော့ထူးခြားပါဘူးအော်စရာကြီးနေစရာလည်းကောင်းလာပါလေဗျာမြတ်စွာဘုရားသာသနာတော်မှာဒီလိုကြီးညိုစရာကောင်းတဲ့တန်ခါတော်များအများပြားရှိပြမှုပါရဲ့ယခုတိုင်လည်းအများပြားရှိနေပြပါပဲအဲ့ဒီလိုရှိနေတာကိုတိတိကျကျသိဖို့မြင်ဖို့ကြတော့ကြည်ရောသူမှမြင်ဤဆိုသလိုစာပေကျမ်းဂန်အတွေ့အကြုံနဲ့သာသနာဘုဒ္ဓတာကျွယ်ဝမှလာရင်သိမြင်ကြပြီလေတင်ပါဗျာတပည့်တော်သဘောပေါက်ပါပြီကြည်ညိုထားအောင်လည်းကြိုးစားပါမယ်ဗျာကောင်းပါတယ်အခုနပြောခဲ့ပြီးတာကဘုရားလက်ချက်တော်ကယဟန်မစားတော်ဆွတ်တနတ်အခုပြောမှာကနောက်ပိုင်းသာသနာတော်ကယဟန်မစားတော်ဆွတ်တနတ်အကြောင်းတစ်ခုပဲဖြစ်တယ်ဟောတော်မူပါဗျာဒီနေရာမှာဦးလင်းနေနဲ့တစ်ခုတော့ဝန်ခံရပြီဒီလိုအင်တာဆရာတော်ကြီးများအများပြားရှိကြတယ်လေဦးစင်ဖတ်ရှုကြည့်လို့ရတဲ့ဆရာတော်ကြီးတစ်ပါးရဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်။ငါတို့ကမြေခံလာတယ်။ငါလေးမျိုးဆိုရှိတယ်။အဲ့ဒီမျိုးလေးကရောင်းဝယ်စီကားလို့တာမန်ထင်ရတော့မျိုးကလေးလေးဖြစ်ပါတယ်။အဲ့ဒီမျိုးရဲ့တမိုင်နဲ့အကွာမျိုးအပြင်မှာငေါလေးတွေတော့ရချောင်းဆိုတာရှိပါတယ်။အခုအနေနဲ့လမ်းပန်းသွားလာစီကားနေတော့လေလူတွေတော့နှစ်ပေါင်း50ကျော်60လောက်ကဆိုရင်တော့ရချောင်းပြီးသားရဲ့ပတ်ဝန်းကျင်အခြေအနေမှာရှိပါတယ်။ဆရာတော်ကြီးကဒွေးမတိကအရတာအလင်္ကာအရတာဂုံတော်အရတာဘာဝနာအရတာဝိတုဒ္ဓိမဲ့အရတာတင်းကြိုအရတာပฏิပဋ္ဌာန်အရတာမဟာဓမ္မစကြာအရတာပဋိအရတာပရိစ္ဆသမုပ္ပါအရတာဝိနည်းငါးချမ်းအရတာစတဲ့ဘုဒ္ဓအရတာဉာဏ်ကြီးများကိုရေးသားစီရင်တော်မူခဲ့တဲ့ကျေးဇူးရှင်ဧကမဟာပဏိတဗဒ္ဒန္တအရိယဖြစ်ပါလေဤဆရာတော်ကြီးက1314ခုတက်တော်66နှစ်အရွယ်တွင်တတိယကျင်းလီငန်းဝေဒနာနှိမ့်ဆက်လာတဲ့အတွက်ရန်ကုန်ပြည်သူ့စေယုံကြီးကိုဓာရကမအရင်းချများကတင်ဖို့စောင့်ရှောက်အထူးခုမှပြုစုနေကြရပါမယ်အဲ့ဒီမချင်းမစားလဲအားနေတတ်တာပဲဟုတ်တယ်ဒီညကျွန်တော်စောင့်အိမ်ပေးမယ်လေဒီဆောင်ရှိရောလေရပါဦးစင်းလည်းတော်တော်ပြမနေပြီတင်တယ်ဆရာတော်ကြီးကရာဟုဆုံးကိုတော့မှဖျားတောင်းပုံမပေးနိုင်တာဦးစင်းတော့သိပ်အားမရဘူးဗျာမင်းကကိုတခြားမလုပ်နိုင်သေးနဲ့ရှားကသိနေပြီတော့စကားလူလူကိုအောင်ပြောနိုင်တယ်အစားဆိုလေအရင်ကတော့မြင်နိုင်သေးတယ်ဒီတခါတော့လည်းတော့ပြတ်လို့နေရှာတော့လေဟောရှားဝင်ကြီးလာပြီ
ဝင်ရလာတယ်ဆရာတော်ကြီးကရာဟုဆုံးလို့တော့မှဟုတ်ဒီပါဒီမတော့တော့ဘူးဆရာကြီးရဲ့ဆံပြုတ်ဖြစ်စီနွားနုဖြစ်စီတစ်ချိန်လေးနဲ့ညံ့မတော့နိုင်တာကနှစ်နာရီတစ်ခါတော့နည်းနည်းချင်းဝင်အောင်ကြိုးစားတက်ပြီနှစ်နာရီတစ်ခါဆိုတော့မွန်းနဲ့တော့ဖြစ်တယ်လို့ဆိုရင်လူကြီးရတယ်ဖြစ်ပြန်အစာကလည်းမဝင်ရဆိုတော့ရှိရှိလိုက်ရင်မကောင်းဘူးလေအဲ့ဒါကိုဦးစင်းတို့ကတော့ချောင်းမှုတဲ့ပြုတ်ပြပါဦးစင်းကိုရှောက်မှာပေါ့ဆရာကဘယ်လိုဆရာလဲဟုတ်တယ်ဆရာကြီးရဲ့အမျိုးသမီးလူလာပြီဆိုရင်ဆဲထိုးလာလို့အဖျားကြိုက်လာလို့လက်မခံဘူးတပည့်တော်များမှာဝင်းကြီးတော်တော့မသိပါဘူးဗျာဆရာတော်တန်ဃာတော်ထီကြီးဝါကြီးများရဲ့ကျမ်းမာကြီးကိုတော့စေတနာအမြဲထားရှိပါတယ်ဗျာဆရာဝန်များဤစေတနာကိုတာရုခေါ်ပါ၏မင်းမှုတမ်းများသည်မင်းဤဥပဒေကိုလိုက်နာကြရသည်ဘုရားဤသားတော်ယဟန်များသည်လည်းမြတ်စွာဘုရားဤဥပဒေတော်တို့ကိုယူသည်စွာလိုက်နာကြရသည်ကံကျွင်းရှိလျင်အသက်ရှင်ပါစေကံကုန်လင်အသက်သေးပါစေဝိနည်းတော်ကိုမဖြတ်နိုင်ပါ
မာပထူရင့်ဒီသောဖွဲ့အားဘောထောက်ဝါရောဟူသောဓာတိလေးပါး၏မငြိညွတ်မှုကြောင့်ဆရာ၏ဤခန္ဓာကိုယ်ကြီးသည်ဤကဲ့သို့ဖြစ်နေသည်တောင်ဝေကလူကြပြီပြောတတိတော်တို့လူစိမ်းပြောရင်နာမကျမ်းတဲ့အခါမှာဒီလာနာပုဂ္ဂိုလ်တွေကစေဖြစ်ဝါဖြစ်နေတော့ဒီဝဲတန်ကောင်းတယ်လို့တတိတော်ထင်တာပဲဗျာအာဘတ်တယ်မယ်ဆိုရင်လည်းဒီနေ့အာဘတ်တော့ပဲလို့တတိတော်မှတ်ယူတယ်ဗျာငါစာထုတ်တာမာစရီတင်စီဒီနာဝိယုဒီဥပဝနေတယ်မြန်မာလူကပညာရှိသူတော်ကောင်းကြီးများကဲ့ရဲ့ပြစ်တင်ခြင်းမခံရရအောင်ရုပ်ညံ့သောအမှုဆိုရင်နည်းနည်းကလေးပဲဖြစ်ဖြစ်အသေးဖွဲလေးပဲဖြစ်ဖြစ်မပြုတ်ကျင့်ပါနဲ့လို့မြတ်စွာဘုရားကမေတ္တာတော်မှာဟောတော်မူထားတယ်။အဟံတော်များအနေနဲ့တရားပြည့်ညတ်တော်မူထားတဲ့ဝိသိက္ခာတော်တွေကိုဘယ်သောအခါမှပေါ်တီးတီးရလို့မထင်မှတ်ရပါဘူးတဲ့။ပေါ်တီးတီးရလို့ကျူးလွန်မှများလာရင်ကြီးနေတဲ့ဂရုကအာဘာမျိုးထိပြုတ်ပြီးဝင်လေးကြလို့ပါပဲဟာဟုတ်တာပေါ့ဗျာတတိတော်စိတ်တဘောမိခံပြီးလို့ပါဗျာမှန်ပါတယ်ဗျာမှန်ပါတယ်အစရှိတော့အနောင်နောင်ဆိုတို့မကောင်းတာတစ်ခုခုကိုလုံးရင်တစ်ထက်စားလက်ကျက်တော့နှစ်သက်စားလက်ကျက်တော့ထူးတော့ပါဘူးဆိုပြီးလမ်းဆုံးကိုလျှောက်သွားတတ်ကြတယ်မြတ်စွာဘုရားရဲ့ဩဝါဒစကားရာအင်မတန်မှလေးနဲ့လာပါတယ်ဗျာဘယ်နဲ့ပြောပါလဲဒါပါမီစေပါအပြား30ဆိုမတွေ့မတာအသက်ပေးပြီးလေးတင်ချင်တဲ့ကဘာသိန်းလုံးဖြစ်ခြင်းမှရတော်မူခဲ့တဲ့တတ်ပြည်ရွှေဉာဏ်တော်ကြီးကတမဗျာအဲ့ဒီလိုလေးနဲ့တဲ့ဩဝါဒများကိုတတိတာဝကမှန်များရိုးရိုးတည်တည်ကျင့်ဆောင်တော်မူကြပါလေအဲ့ဒါကြောင့်သုတိဗန္နောဘဂဝါတော်တာဝကတန်ကိုလို့အစပြုပြီးတန်ဃာတော်များကိုမြတ်စွာဘုရားကိုယ်တိုင်ဂုဏ်ပြုခဲ့တာပေါ့တမဗျာအချိန်နည်းနည်းရပါသေးတယ်အဓိတိလာလို့ဆိုတဲ့ပါဠိမောက္ခတံဝရသီလကိုအတက်နဲ့လင်းပြီးဆောင်းလျှောက်သွားတဲ့မထေရဘာအကြောင်းကိုပြောပါဦးမယ်အမှန်ရှိပါဗျာဘုန်းတော်6ဆုံဘုံတော်အနန္တမြတ်စွာဘုရားတည်င်းသုံးတော်မူရာဇေတဝင်ကျောင်းတော်ကြီးရှိတဲ့အတွက်သောတလတိုင်တာဝိထိမြို့တော်ကြီးအဖြစ်တာဝန်ဝင်မှအတူထင်ရှားခဲ့ပါတယ်